လမ်းမထက်မှာတာယာပေါက်လို့ကားနောက်ဖုန်ခန်းတွေကစပယ်ယာတာယာကိုယူလဲလိုက်ခါမှလေရောနေလို့ဒုက္ခတွေ့ပူကြလားဒါအပြင်ရှစ်ကားရဲ့စပယ်ယာတာယာကိုလေပေါင်ဘယ်လောက်ထိထိုးရမလဲဆိုတာကိုရောသိပါသလားလူတော်များများကကားကတတိလေးပဲဆိုပြီးတော့ပုံမှန်တာယာတွေလိုပဲလေပေါင်ချိန်ကို30ကျော်35လောက်ထိုးထားရင်ရပြီလို့ထင်တတ်ကြပါတယ်တကယ်တော့ Suzuki Swift ရဲ့ AS စပယ်ယာတာယာကကားမှာတက်ဆင်ထားတဲ့ပုံမှန်တာယာတွေထက်ပုံမသိငယ်တဲ့အမျိုးအစားဖြစ်တဲ့အပြင်ကားတစ်စီးလုံးရဲ့အလေးချိန်ကိုခံနိုင်ရရှိဖို့အတွက်လေပေါင်ချိန်ကို60 psi ထိပြည့်အောင်ထိုးထားရမှာဖြစ်ပါတယ်နောက်ပြီးကားနောက်ဖုန်ခန်းထဲမှာစပယ်ယာတာယာကိုအချိန်ကြာကြီးတင်ဆက်ထားရတာဖြစ်တဲ့အတွက်လေရောသွားနိုင်ပါတယ်ဒါကြောင့်အရေးပေါ်အခြေအနေမျိုးမှာစိတ်ချရအောင်စပယ်ယာတာယာကိုအသုံးပြုသည်ဖြစ်စေအသုံးမပြုသည်ဖြစ်စေတစ်လကိုတစ်ကြိမ်သို့မဟုတ်ခရီးဝေးမသွားခင်လေးပေါင်ကိုပုံမှန်စစ်ဆေးပြီးလေထိုးပေးသင့်ပါတယ်။အော်ဒါနဲ့စပယ်ယာတာယာကခဏတစ်ဖြုတ်အရေးပေါ်အသုံးပြုဖို့အတွက်သာဖြစ်တဲ့အတွက်တက်ဆင်ထားတဲ့အချိန်မှာတနာရီ80ကီလိုမီတာမိုင်90ထက်ပိုမမောင်းဖို့တတိပြုရပါမယ်။ Suzuki နဲ့အတူဘေးကင်းတဲ့ခရီးလမ်းများကိုပိုင်ဆိုင်နိုင်ကြပါစေ။